ကျွန်တော်လုံးဝနားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ပြောင်းလဲသွားခဲ့တယ်။ကမ္ဘာဈေးနှုန်းတွေတသန်းစပြိုလဲကျသွားပြီးတရွန်နဲ့ဖူဂျီတောင်ကိုဝယ်နိုင်ကနှစ်ရွန်နဲ့အမေရိကန်က Wall Street ကိုဝယ်နိုင်တဲ့အထိဖြစ်သွားပြီမဲ့ထူးဆန်းတာကကျွန်တော်ပတ်စံတစ်ခုပဲမပြောင်းလဲခဲ့တာဖြစ်ပြီးကျွန်တော်လည်းဘာမှမသိခဲ့တာပါ။ဒါနဲ့ကျွန်တော်လည်းဘာမှမသိပဲအမေစီစဉ်ပေးတဲ့တွေးဆုံပွဲကိုသွားပြီးသူမနဲ့မျက်နှာချင်းဆိုင်ထိုင်နေတော့သူမကကျွန်တော်ကိုတီတီကြည့်ပြီးပွန့်ပွန့်လင်းလင်းပဲပြောရအောင်ကျွန်မကိုလက်ထက်ချင်ရင်အနည်းဆုံးစတုရန်မီတာ100ရှိတဲ့အိမ်တစ်လုံးဂျစ်ကားတစ်စီးနဲ့9ဆင့်တင်တောင်းပစ္စည်းလိုအပ်တယ်ပြီးတော့ကျွန်တော်ဇဝေဇဝါဖြစ်ပြီးဘာ9ဆင့်လားလို့မေးလိုက်တော့သူမကပုံမှန်လိုပဲခေါင်းငိတ်ပြကဟုတ်တယ်9ဆင့်လို့ပြောပြီးကျွန်တော်လည်းမျက်မှောင်ကျုပ်ပြီးနေပါဦးမင်းကျွန်တော်ကိုနှောက်နေတာလားလို့မေးလိုက်တော့သူမကလက်ပိုက်လိုက်ပြီးရှင်းရှင်းပဲပြောမယ်လူစင်းရဲလေးရဲ့လို့ပြက်ပြက်သားသားပြန်ပြောခဲ့တယ်ဒါနဲ့ကျွန်တော်လည်းနားကြမှားတာဖြစ်မယ်ဆိုပြီးမဟုတ်ပါဘူးမမရဲ့ကျွန်တော်ကြားတာမသိကြလို့ပါတကယ်ပဲ9ဆင့်လားလို့မေးလိုက်တယ်ဒါပေမဲ့သူမကကျွန်တော်ကိုတိတိကျကျစိုက်ကြည့်ပြီးမင်းကြားတာမှန်တယ်ကျွန်မကိုလက်ထက်ချင်ရင်တင်တောင်းပစ္စည်းက9ဆင့်ပဲတပြားမှရော့လို့မရဘူးလို့ပြောခဲ့တယ်ပြီးတော့ကျွန်တော်လည်းသူမကိုကြည့်ပြီးလုံးဝစွန့်သွားခဲ့ရတယ်သူမကဆက်ပြောတာကကျွန်မတောင်းတာများမှန်းသိပေမဲ့မိဘတွေကကျွန်မကိုတော်တော်ပင်ပင်မမှန်ပြုစုပြောထောင်ခဲ့ရတာလို့ပြောခဲ့တယ်ပြီးတော့ကျွန်တော်ခေါင်းထဲမှာလည်းရှုပ်ရှက်ခတ်ပြီးနေပါအောင်တင်တောင်းပစ္စည်းကတကယ်ပဲ9ဆင့်တယ်လားသူမကတကယ်ပဲဖုံးကွယ်ထားတဲ့တထေးကြီးတယောက်ဖြစ်နေမလားလို့တွေးနေမိတယ်ဒါနဲ့မသိစိတ်ကနေရေရွတ်လိုက်မိတာကမင်းကတထေးကြီးတယောက်တော့မဟုတ်ပါဘူးနော်ဆိုပြီးဖြစ်ပြီးဒါကချက်ချင်းပဲသူမကကျွန်တော်ကိုစိုက်ကြည့်ပြီးဘာတွေရှောက်ပြောနေတာလဲမတက်နိုင်ရင်လည်းထားလိုက်တော့လို့ဒေါသတကြီးပြောခဲ့တယ်ပြီးတော့လက်ကိုခါရမ်းပြီးစိတ်မပူပါနဲ့မင်းစီကအမျက်မထုတ်ပါဘူးဒီကော်ဖီဖိုးကိုကျွန်မကိုယ်တိုင်ပဲရှင်းပေးပါမယ်မင်းတရွံပဲထုတ်နိုင်ရင်တော့မှပေါ့လို့ပြောခဲ့တယ်ပြီးနောက်အေးဆက်တဲ့လေတံနဲ့ဆက်ပြောတာကမင်းငိုယိုပြီးတင်တောင်းပစ္စည်းအများကြီးပေးပြီးတောင်းပန်ရင်တော့ကျွန်မသဘောတူမှာမဟုတ်ဘူးတဲ့ဒါနဲ့ကျွန်တော်လဲခေါင်းခါပြီးမတက်ရက်လိုက်ကတလားကိုတသန်းရနေတဲ့ကျွန်တော်ရဲ့ဓာတ်ရိုက်လွှင့်တင်သူအလုပ်ကိုဆက်လုပ်ဖို့အိမ်ပြန်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖုန်းကရုတ်တရက်တုံခါလာလို့ဖုန်းကိုကင်ပြီးဟဲလိုဘသူပါလဲလို့မေးလိုက်တော့တစ်ဖက်ကနေအတန်တန်ထွက်လာပြီးဖုန်းထဲကနေဟဲလိုလူကြီးမင်းခြံချွမ်းလာခမညာလို့မေးခဲ့တယ်ကျွန်တော်လည်းမျက်မှောင်ကျုပ်ပြီးဟုတ်ပါတယ်ကျွန်တော်ပါဘာဖြစ်လို့လဲလို့မေးလိုက်တော့အဲ့ဒီလူကလူကြီးမင်း online ကနေဝယ်ထားတဲ့ Boeing 948ကစင်ကြံမြို့ကိုရောက်ရှိနေပါပြီပစ္စည်းကအရန်တန်မိုးကြီးလို့ကိုယ်တိုင်လာယူဖို့ဘယ်အချိန်အဆင်ပြေမလဲခင်ဗျာလို့ပြောခဲ့တယ်ဒါနဲ့ကျွန်တော်လည်းမယုံနိုင်ပဲရီးမိသွားပြီးဘာရီလျှောက်ပြောနေတာလဲကျွန်တော်ကအပျော်သဘော model လေးပဲဝယ်ထားတာပါမြို့လေဘူရာယုံမှာပဲထားခဲ့လိုက်ပါလို့ပြောလိုက်တော့အဲ့ဒီလူကချက်ချင်းပြပြသလဲနဲ့မလုပ်ပါနဲ့ခင်ဗျာလူကြီးမင်းကလည်းနောက်နေပြန်ပြီဒါက Boeing 948လေယာဉ်ပြန်ကြီးလေကျွန်တော်တို့တက်တီတွေဘလောက်ရှိရှိဒီအတိုင်းပြစ်ထားခဲ့ဖို့မဝင်ရဲပါဘူးလူကြီးမင်းကိုယ်တိုင်လာမှဖြစ်မှာပါလို့ပြောခဲ့တယ်ဒါနဲ့ကျွန်တော်လဲသူတို့တွေယူနေပြီလို့ပိုယုံကြည်သွားပြီးကျွန်တော်3ရွယ်နဲ့ဝယ်ထားတဲ့ plastic model ကိုတကယ်လေယာဉ်ပြန်ကြီးလိုမျိုးဆက်ဆံနေတာလားကောင်းပြီဘယ်မှာလဲခဏနေရင်လာခဲ့မယ်လို့ပြောလိုက်တော့သူကလည်းကျွန်တော်တို့စင်ကြံနိုင်ငံတကာလေဆိပ်က platform မှာရှိနေပါတယ်ဒီနေရာပို့ပေးပါမယ်လို့လင်းလင်းမြန်မြန်ပြန်ဖြေခဲ့တယ်ဒါကြောင့်ပတ်စံစုဖို့အတွက်လေဆိပ်ကိုသွားတဲ့လမ်းမှာဘတ်စကား2စီးကိုတားပြီးလေဆိပ်ကိုသွားရင်ဘယ်လောက်ကြာမလဲလို့မေးလိုက်တော့ချက်ချင်းပဲ driver တွေအားလုံးကကျွန်တော်ကိုစိတ်ယူပေါက်နေတယ်လို့ကြည့်ကြပြီးတယောက်ကမျက်မှောင်ကျုပ်ကဘယ်လောက်လဲဟုတ်လားကောင်းလေးမင်းအိတ်ချင်မပြေသေးဘူးလားမင်း TV ဇလန်းတွေကြည့်တာများသွားပြီထင်တယ်အပြင်လောကနဲ့ဇလန်းကိုတောင်ခွဲခြားမသိတော့ဘူးနောက်တစ်ယောက်ကလည်းဒီခေတ်လူငယ်တွေကတော့မင်းရဲ့မှန်ကခြေပွားထက်ပိုနံသေးတယ်ပါဇက်ဟလိုက်တာနဲ့ရွံအကြောင်းပဲပြောနေတယ်လို့လောင်ပြောင်ပြောဆိုခဲ့တယ်ပြီးတော့နောက်တစ်ယောက်ကလည်းကောင်လေးထီပေါက်မဲ့အိမ်မက်တွေမမက်ပါနဲ့တညအတွင်းချမ်းသာသွားတဲ့ TV တဲကဇလန်းတွေဆိုတာ9ရွံတောင်အတူတွေပဲလို့ပြောခဲ့တယ်နောက်တစ်ယောက်ကလည်းဟုတ်ပါစားသေးသေးချာချာတင်ပြီးတလကိုစင့်အနှဲငယ်ရတဲ့အလုပ်တစ်ခုရှာလုပ်နိုင်ရင်မင်းရဲ့ဘိုးဘွားရဲ့ကူကမိโกစိမ့်တွေထွက်နေတယ်လို့မျိုးကန်ကောင်းတာပဲလို့ပြောခဲ့တယ်ဒါတွေကိုကြားရတော့ကျွန်တော်လည်းပို့ပြီးဇဝေဇဝါဖြစ်လာပြီးဒီလူတွေဒီနေ့ဘာဖြစ်နေကြတာလဲတင်တောင်းပစ္စည်းက9ဆင့်တဲပါကျွန်တော်ကဘတ်စကားကတက်တောင်လောက်တာကိုအခုတော့အထင်သေးခံနေရပြီလို့တွေးမိပြီးကျွန်တော်လည်းဒေါသနည်းနည်းထွက်လာခဲ့တယ်အထူးသဖြင့်ဝစ်စုံပြေဝစ်ထားတဲ့လူတစ်ယောက်ကကျွန်တော်ကိုယွန်းရှာသလိုကြည့်ပြီးမင်းဝစ်ထားတာကိုကြည့်အောင်ဈေးပေးဆိုင်ကအဝစ်စားတွေအရန်ရုပ်ဆိုးတာပဲမင်းကိုယွန်းအနှဲငယ်နဲ့ရောင်းရင်တောင်ဘလောက်တန်ဖိုးရှိမှာမို့လို့လဲလို့ပြောခဲ့တယ်ဒါနဲ့ကျွန်တော်လည်းသူ့ကိုစိုက်ကြည့်ပြီးမင်းကကိုဘသူထင်နေလဲလို့မေးလိုက်တော့သူကချက်ချင်းပဲဝင်းကြွနဲ့ငါကစင်ကြံမျိုးရဲ့အုတ်ထင်းသူပဲမင်းမှာဘတ်စကားကမရှိရင်မြ мян ဆင်းသွားလိုက်လို့អော်ခဲ့တယ်ဒါနဲ့ကျွန်တော်ရဲ့စိတ်ရှည်နိုင်စွမ်းတွေကုံဆုံးသွားပြီးသူ့ကိုစိုက်ကြည့်ကမင်းယူနေလားဘတ်စကားကဘလောက်လဲလို့မေးတာဘာမှလို့လဲအယူရန်အနှဲငယ်မေးတာကဘယ်ချိန်ကစလို့ဝင်ကြွားစရာဖြစ်သွားရတာလဲလို့ပြောလိုက်တယ်ပြီးတော့အဲ့ဒီစကားပြောပြီးတာနဲ့တစည်းလုံးရုပ်တဲဖြစ်သွားပြီးမင်းကြားလိုက်လားသူကဆင့်အကြောင်းပြောနေတာမဟုတ်ဘူးယွမ်တယ်လို့အော်ဟစ်ကြတော့တယ်နောက်တစ်ယောက်ကလည်းရီပြီးကောင်းလေးအိမ်မက်လို့ရပါမယ်အိမ်မက်ကိုလက်တွေ့လို့မထင်နဲ့ယူသွားဖို့လွယ်တယ်လို့ပြောခဲ့တယ်နောက်တစ်ယောက်ကလည်းလှောင်ပြောင်ပြီးယွမ်အနေငယ်ဟုတ်လားတကယ်လို့သူသာတရွံထုတ်ပြနိုင်ရင်ငါဒီဘတ်စကားတစည်းလုံးကိုစားပြမယ်လို့ပြောခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်လည်းဇဝေဇဝါနဲ့မယုံနိုင်စွမ်းနေကြတဲ့မှာရက်နေခဲ့ပြီးငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်နားလည်ထားသမျှတွေပြောင်းပြန်ဖြစ်သွားတာကိုသတိမထားမိခဲ့ဘူး
လူတွေအားလုံးကျွန်တော်ကိုဝိုင်းပြောနေကြတာကိုကြည့်ပြီးအဲ့ဒီဝစ်စုံဝစ်ထားတဲ့လူကလည်းအဲ့ဒီအခြေအနေကိုသဘောကျနေတာမြင်သာလှတယ်သူ့ရဲ့ရင်ဘက်ကကော့သွားပြီးမျက်နှာမှာယွန်းစရာကောင်းတဲ့မာနတွေပြည့်နေသွားကရှာတက်ရင်ဟွန်းအမွေးမစုံသေးတဲ့ကောင်လေးကအတိုင်းအဆမသိဖြစ်နေတာပဲဦးလေးကဒီနေ့ကားကောင်းကြီးကိုမောင်းမလာလို့ပါမင်းဘတ်စကာမှားစီးမိတာလားပြီးတော့သူကပြုံးစီစီနဲ့မင်းမပတ်စံမရှိရင်ဦးလေးလို့ခေါ်လိုက်စမ်းပါမင်းစီးဖို့ပတ်စံပေးပါမယ်ဘာပဲပြောပြောငါရဲ့တလလစာကတကယ်ပဲနှစ်ဆင့်ခွဲရှိတာကိုလို့ပြောခဲ့တယ်အဲ့ဒီခါဘေးကလူတွေကဝိုင်းရကြပြီးဇလန်းကြည့်နေရတယ်လို့လောင်ပြောင်တန်တွေထွက်လာခဲ့တယ်ကျွန်တော်ကတော့အဲ့ဒီမှာရက်ပြီးဒီနေ့လူတွေဘာဖြစ်နေကြတာလဲဘာလို့ဒီလိုလုပ်နေကြတာလဲလို့တွေးနေမိတယ်တကယ်ပဲစနစ်ကတခုခုလှုပ်လိုက်တာလားဒါကအရင်မဖြစ်နိုင်တယ်လို့ပဲတကယ်လို့ဒီကဘာကချမ်းသာတဲ့သူတွေကတသန်းပဲရကြတာဆိုရင်အခုချိန်မှာကျွန်တော်ကနိုင်ငံတစ်ခုလုံးထက်ပိုချမ်းသာနေတာမဟုတ်ဘူးလားအဲ့ဒီအတွေ့ကကျွန်တော်ကိုတော်တော်လေးရည်ကျင်စိတ်ဖြစ်စေခဲ့တယ်တွေးဆုံပွဲကမိန်းကလေးကိုတတိယပြီးစိတ်ကူးရင်မိသွားတယ်သူမကတကယ်တော့တော်တော်လှတာပါနောက်တစ်ခါကျရင်သူမပါဇက်ပိတ်သွားအောင်ပတ်စံပဲသုံးရမလားပေါ့မတိလိုက်ခင်မှာပဲကျွန်တော်ရဲ့အတွေ့တွေကလက်တွေ့လောကနဲ့ကင်းကွာပြီးတော်တော်လေးဝေးလံသွားခဲ့ရကနေတယောက်ယောက်ကဟေးမင်းစင်းမလားမစင်းဘူးလားမစင်းရင်လည်းကားပေါ်ကဆင်းလိုက်တော့လို့အွန်လိုင်းမှာသတိဝင်လာခဲ့တယ်ပြီးတော့ကျွန်တော်လည်းမျက်မှောင်ကျုပ်ပြီးကျွန်တော်ကဘလောက်လဲလို့ပဲမေးတာပါမင်းတို့အားလုံးယူနေကြတာလားလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့တယောက်ကနှာခေါင်းရှုံပြီးကောင်းလေးမင်းကယွမ်အကြောင်းပဲထက်ခါတလဲလဲပြောနေတာပဲကောင်းပြီတကယ်လို့မင်းအခုယွမ်အနှဲငယ်ထုတ်ပြနိုင်ရင်ငါမင်းကိုဒီနေရာတင်အဖေလို့ခေါ်လိုက်မယ်လို့ပြောခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်တွန့်ဆုတ်မနေပဲအိတ်ထဲကနေပတ်စံကိုပဲထုတ်လိုက်တယ်အားလုံးမြင်လိုက်ရတဲ့အချိန်မှာတစည်းလုံးတိတ်ဆိတ်သွားခဲ့တယ်ကျွန်တော်လည်းဒင်္ဂါပြလေးပြကိုလေထဲကိုပေါ့ပေါ့ပပပြစ်တင်လိုက်ပြီးဒင်္ဂါပြလေးတွေကအလင်းပြန်ပြီးလေပတ်နေတာကိုကြည့်နေတော့ကျွန်တော်လက်ဖွားပေါ်ကိုတတုတန်ကြီးကြီးလေးနဲ့ပြန်ကျလာခဲ့တယ်ဘေးကလူတွေအားလုံးကအံ့အားတင်ပြီးငြိမ်သက်သွားကြစဉ်ကျွန်တော်ကတော့နှာခေါင်းရှုံပြီးဟွန်းဒါတရွံသေးပါဘာလို့အားလုံးကဒီလောက်အထိအထူးအဆန်းဖြစ်နေကြတာလဲလို့မေးလိုက်ပေမဲ့သူတို့မျက်လုံးတွေကကျွန်တော်လက်ထက်ကဒင်္ဂါပြတွေစီမှာပဲစိုက်ကြည့်နေကြတယ်တယောက်ကမယုံနိုင်ပဲဒီအလင်းရောင်ဒီပုံစံကတကယ်ယွမ်အစ်စ်တွေပဲလို့ရေရွတ်ပြီးနောက်တယောက်ကမဖြစ်နိုင်တာဘလို့လို့အစ်စ်ဖြစ်ရမှာလဲဒါက၄ယွမ်တောင်ရှိတာလေမင်းကဘလို့လို့ဒီလောက်လွယ်လွယ်ကူကူထုတ်ပြနိုင်ရတာလဲလို့ထစ်ထစ်အနဲ့ပြောခဲ့တယ်ပြီးတော့သူတို့မျက်လုံးတွေကလည်းကျွန်တော်ရဲ့လှုပ်ရှားမှုတိုင်းကိုကြည့်နေကြပြီးကျွန်တော်လည်းဒင်္ဂါပြားတွေကိုလေထဲထက်ခါတလဲလဲမြှောက်ကစားပြလိုက်တော့မြေပြင်ပေါ်ကျပြီးပျက်စီးသွားမှာကိုစိုးရိမ်နေကြသလိုပဲနောက်ဆုံးမှာကျွန်တော်ကတစ်ဖက်ထဲနဲ့ဖမ်းပြီးအိတ်ထဲကိုပြန်ထည့်လိုက်တော့မှသူတို့အားလုံးကတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုကျွန်တော်စွန့်ပစ်လိုက်တယ်လို့မျိုးဖြစ်သွားခဲ့တယ်တယောက်ကနှမျောစရာကြီးမြေပြင်ပေါ်ကျသွားရင်ဘယ်လိုလုပ်မလဲလို့អော်ခဲ့တယ်နောက်တယောက်ကလည်းစိုးရိမ်တကြီးနဲ့ဟုတ်ပအမှတ်မထင်ရေမြောင်းနဲ့ကျသွားရင်ဘယ်လိုလုပ်မလဲလို့ထပ်ပြောခဲ့တယ်တယောက်ကဆိုရင်ငါမှသာအဲ့ဒီလိုသားမျိုးရှိရင်လေပင်ညစ်တက်မိမှာပဲလို့အထီးអော်ခဲ့တယ်ကျွန်တော်လဲဒင်္ဂါပြအနှဲငယ်အပေါ်ယူသွတ်နေကြတာကိုကြည့်ပြီးရက်နေတော့မှာပဲနောက်တစ်ယောက်ကမျက်လုံးတွေတောက်ပြောင်ပြီးရှေ့တိုးလာကသူ့ကိုကြည့်အောင်သူကတကယ်ဒုတိယမျိုးဆက်တထေးလေးပဲလို့ပြောခဲ့တယ်ပြီးတော့နောက်တစ်ယောက်ကအရှက်မရှိအကိုမင်းစာရီအများကြီးတင်ခဲ့တာထင်တယ်ကျမကကျောင်းရဲ့အလှပန်းလေးပါစင့်အနှဲငယ်ပဲရရင်တော့ကျမကအပြိုစင်လေးမို့လက်ခံပါတယ်လို့ပြောခဲ့တယ်ဒါနဲ့ကျွန်တော်လဲသူတို့ကိုယူနေကြသလိုမျိုးကြည့်ပြီးမင်းတို့အိမ်မက်မက်နေတာလားမဟုတ်တာတွေရှောက်ပြောမနေနဲ့လို့ရေရွတ်လိုက်တယ်ပြီးနောက်ဝစ်စုံဝစ်ထားတဲ့လူစီအကြည့်လွဲပြီးမင်းမဲခုနကပြောရမလားအစ်စ်သားဆိုရင်အဖေလို့ခေါ်မယ်ဆိုပြီးတော့လို့အေးဆက်ဆက်ပြောလိုက်တယ်အဲ့ဒီစကားကသူ့ကိုထိမှန်သွားတဲ့အချိန်မှာမျက်နှာတစ်ခုလုံးဖြူဖြော့ပြီးလုံးဝစွန့်သွားခဲ့တယ်ဒါပေမဲ့သူ့မျက်လုံးတွေကကျွန်တော်အိတ်ကက်စီရောက်လာတဲ့အခါချက်ချင်းပဲအပြောင်းလဲတစ်ခုကိုမြင်လိုက်ရတယ်သူ့ရဲ့ရှက်ရွံ့နေတဲ့မျက်နှာကနေလောပဇောတွေအဖြစ်ချက်ချင်းပြောင်းလဲသွားပြီးသူ့ကောင်းထဲမှာအတွေးတစ်ခုခုဝင်လာတယ်လို့မျိုးပေါ့ပြီးတော့သူကချက်ချင်းရှေ့တိုးလာပြီးအရှက်မရှိနေပါအောင်အသက်ကွာခြားတာကိုစိတ်မရှိရင်ချမ်းသာတဲ့မွေးစားအဖေတယောက်ရဖို့ငါဘက်ကဘာမှမဆုံးရှုံးပါဘူးလို့ပြောခဲ့တယ်ပြီးနောက်သူကဇဝေဇဝါမရှိပဲခေါင်းငုံပြီးအဖေကျွန်တော်နာမည်ကဂန်စီပါဂန်နာလို့လည်းခေါ်လို့ရပါတယ်လို့ပြောခဲ့တယ်ကျွန်တော်လည်းယွန်ရှာစိတ်ဖြစ်ပေါ်လာပြီးထွက်သွားစမ်းယွန်စရာကောင်းလိုက်တာလို့អော်လိုက်တယ်ဒီယူးကြောင်ကြောင်လူတစုကိုကြည့်ပြီးကျွန်တော်လည်းကမ္ဘာဈေးနှုန်းတွေတကယ်ပဲပြိုလဲကျသွားပြီဆိုတာကိုတေချာသွားခဲ့ပြီးဒါကလက်ရှိမှာကျွန်တော်နိုင်ငံတစ်ခုလုံးထက်ပိုချမ်းသာနေပြီဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဒီချက်ကိုသဘောပေါက်သွားတဲ့အခါကျွန်တော်ခေါင်းထဲကိုနောက်ထပ်အတွေးတစ်ခုဝင်လာခဲ့ပြန်တယ်တကယ်လို့လူယူရန်တာကျွန်တော်တထေးကြီးဖြစ်သွားတာကိုသိရင်ကျွန်တော်ရင်ခွင်ထဲကိုပြေးဝင်လာမှာမဟုတ်ဘူးလားဘာပဲဖြစ်ဖြစ်ကျွန်တော်ဝယ်ထားတဲ့လေယာဉ်မော်ဒယ်ကသူမမောင်လေးအတွက်မွေးနေ့လက်ဆောင်ဖြစ်လို့အမားခံလို့မဖြစ်ဘူးလေဒါကြောင့်အချိန်မဖြုံးတော့ပဲလေစိတ်စီတက်ဆီချက်ချင်းစီးခဲ့ပြီးကျွန်တော်3နှစ်တိုင်တိုင်အသေးအတန်လိုက်ခဲ့ရတဲ့တက္ကသိုလ်ရဲ့နတ်သမီးလေးလူလူရန်အကြောင်းကိုတွေးနေမိပြီး3နှစ်ပတ်လုံးလိုက်ခဲ့ပေမဲ့သူမမောင်လေးကလည်းကျွန်တော်ကိုအမြဲကူညီပေးခဲ့လို့ကျွန်တော်လည်းသူ့အပေါ်အမြဲရက်ရက်ရော်ရော်ရှိခဲ့တာပါမကြခင်မှာပဲတကားကိုဖွင့်ပြီးလေစိတ်ထဲဝင်လာကဖုန်းခေါ်ဖို့ပြင်လိုက်တော့မှပဲဖုန်းကရုတ်တရက်မြည်လာခဲ့တယ်မျက်နှာပြင်ကိုကြည့်လိုက်တော့လူယူရန်ဖြစ်နေလို့ရင်ထဲမှာရင်ခုန်စိတ်လှုပ်ရှားသွားပြီးဒါကအကောင်းဆုံးပဲအခုတော့ငါဘာတူလဲဆိုတာကိုသူမကိုပြနိုင်ပြီလို့တွေးလိုက်မိပြီးအခုပေါ့ဒါနဲ့ကျွန်တော်လဲဖုန်းကိုကင်ပြီး Hello baby ကျွန်တော်ရှာဝီအတွက်မွေးနေ့လက်ဆောင်ပြင်ဆင်ထားပြီးပြီမင်းဘယ်မှာလဲလို့စိတ်လှုပ်ရှားစွာမေးလိုက်ပေမဲ့